တာသားဥဒ္ဒသားလည်းဆိုအရင်တော့မှနောက်ကမထိုးနဲ့ပါနောက်ကမထိုးပါနဲ့ဆိုထိုးတယ်ချမောတက်ပြီးပဲဆင်းပြပါနော်ခန့်ဆင်းမမောင်လေးဒီဘက်ကဆင်းမ 5မိနစ်ပဲရလာဟဲ့တားဒီဘက်ကလာမရဘူးမရဘူးမောင်ဟုတ်တယ်မြေကျိုးပြအောင်လုပ်နေရဲလို့ကျိုးတန်းဒီကျတော့လက်တော့ခံရမယ်လို့ခင်ဗျာဆောက်ပေးပါဦးဆောက်ပေးပါနော်ကိုကိုပြောနိုင်ရဲ့ခဏဆောက်ပေးပါဆောက်ပေးပါဒီတော့လိုက်တော့ဒီတော့လိုက်တော့ဆောက်ပေးတော့မှလည်းဒီလောက်ကြာဒီတော့လိုက်တော့ဒီလူရောပါဒီမှာဒီလိုမျိုးဆောက်ပေးပါနိုင်စေတော့ကဲလောက်တော့ဒီနေ့ရိုက်တော့လိုက်တော့ဆောက်ပေးပါနော်ဆောက်ပေးပါဆောက်ပေးပါနောက်ကပါရှိရတာကိုလည်းခက်လေးရအောင်နော်ဆောက်ပေးပါတော့ကြီးရင်းနဲ့ဆောက်ပေးပါဆောက်ပေးပါနားလို့ရေးရေးဆောက်ပေးပါ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 ဟောပြတော့ပါဒီတော့ဆောက်ပေးပါဆောက်ပေးပါဟောပြပေးပါပြန်ထွက်ပေးပါထွက်ပေးပါပြန်ထွက်ပေးပါနော်လုပ်ပေးပါနောက်မှာဟောပြပေးတော့ပါကြမ်းနေတော့ပါဆောက်ပေးပါဆောက်ပေးပါဆရာကင်မရာဟိုဒီမှာလည်းကိုမြင်နေလောက်ပါလို့ဆောက်ပေးပါဆောက်ပေးပါဘူးမရဘူးဘာလို့ဖုန်းပေးတာဒီတော့ကိုရတယ်ကိုမြင်နေရကဲဒီလိုတော့ရတော့မင်းတို့အဲ့လိုပြုံနေအောက်ကလူလည်းမတက်တော့ဘူးကိုကြီးဆောင်ပါဘူးတော့ကိုတော့လာကြတို့ခဏဖွင့်ပေးရမယ်နော်တို့ဒင်းလို့ရ
ရရေကွဲလို့တော့ရကွဲလို့ပဲ ရာဘီသားလွန်နေလွတ်မယ် ကွဲလို့ပဲ နည်းနည်းလွတ်မယ်ခုနလွတ်ခိုင်းလိုက်ဒီကောင်လေးပြိတ်တယ် ရေအောက်တော့ကွဲလို့တော့ရကွဲလို့ လိုချင်တာရသွားပြီโอเคโอเคနာမည်လေးပြောပါအောင်တိုင်းခင်ဗျာလာတယ် ကျွန်တော်တတ်တမနဲ့အိမ်မှာမောင်ခန့်စော်ကြီးဖြစ်ပါတယ်ခင်ဗျအားထားကားကြောက်ကိုကျွန်တော်ချောက်ကပါခင်ဗျ ဒါဒီနေ့ဘာလို့လာလဲအာဇာနည်လေးဘုံပြုတ်ပြီးတော့ဘယ်လိုအစီအစဉ်နဲ့လာခဲ့လဲပြောပြပေးပါ ဟိုကျွန်တော်တို့ကျောင်းအစီအစဉ်ကျောင်းကအုပ်စုနဲ့လာရောက်ခဲ့တာဖြစ်ပါတယ်ခင်ဗျပူတော်ကျောက်ကကျွန်တော်တို့နိုင်ငံတော်ခေါင်းဆောင်ကြီးများလာရောက်ကြည့်ရှုတဲ့အစီအစဉ်မှာကျွန်တော်ပါဝင်ခဲ့ရပါတယ်ခင်ဗျ ဘာတွေတွေ့ခဲ့ရလဲဒီမှာဘာလေးလာရေးအစီအစဉ်လုပ်ရလဲ ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ခေါင်းဆောင်ကြီးများကြာဆုံးခဲ့တဲ့နေရာလေးလာရေးဖြစ်ခဲ့ကြပါတယ်ခင်ဗျခေါင်းဆောင်ကြီးများရဲ့ပစ္စည်းကိရိယာများကိုလည်းလေ့လာခဲ့ရပါတယ်ခင်ဗျ ဘာတွေထူးခြားတာတွေ့ခဲ့လဲစားစိတ်တွေမှာဘာတွေဆွဲခဲ့လဲ ဟုတ်ကျွန်တော်တို့ခေါင်းဆောင်ကြီးများမြန်မာနိုင်ငံရဲ့ခေါင်းဆောင်ကြီးများနေရာများကိုကြည့်ရှုခဲ့ရတော့ကျွန်တော်ဝမ်းနည်းမိပါတယ်ခင်ဗျ ဒါရဲ့အာဇာနည်ဆိုတဲ့စကလုံးရဲ့အထိပ္ပယ်ကိုဒါဘယ်လိုအထိပ္ပယ်ဖို့ဆိုလဲ အာသာနီဆိုတဲ့အတွက်ကျွန်တော်ကိုအများအကျိုးအတွက်ကိုအတွက်ကိုပဲဆွလို့နိုင်တယ်လို့ကျွန်တော်အတိတ်ပဲဖွင့်ပြပါတယ်ခင်ဗျ အာဇာနည်ကိုကျဆုံးသွားတဲ့အာဇာနည်9ယောက်ရဲ့အကြောင်းကိုဘယ်လောက်ထိသိထားလဲ ဟုတ်ခင်ဗျကျွန်တော်ကြာဆုံးသွားတဲ့အာသာနီကိုရအကြောင်းအနည်းငယ်အကျဉ်းငယ်တာသိထားပါတယ်ခင်ဗျ ဘာလို့ကျောင်းမှာသင်ရလား သင်ရပါတယ်ခင်ဗျ ဘယ်စောက်တွေမှာဖတ်တာအဲ့ဒါကိုပြောပြပါ ဟုတ်ခင်ဗျသင်ရပါတယ်ခင်ဗျမြန်မာသားစာအုပ်ချုပ်မှလည်းပါဝင်ပါတယ်ခင်ဗျ သမိုင်းမှာ တမင် အပေါ်တက်ကိုရောက်ခဲ့ပြီးသွားပြီပေါ့နော်အမဘိုးတို့လုတ်ကြံခန်းတဲ့အခန်းကိုလည်းတွေ့ခဲ့ရတယ်ပေါ့ ဟုတ်ကဲ့ အဲ့မှာပစ္စည်းတွေတွေ့ခဲ့ရတယ်အဲ့တော့ဒီအတွေ့အကြုံကအရင်နှစ်ကောင်ရှိခဲ့လား ဟုတ်ခင်ဗျအရင်နှစ်ကတော့မရှိခဲ့ပါဘူးခင်ဗျကျွန်တော်ဒီနေ့မှစပြီးလေ့လာခဲ့ရအောင်ခင်ဗျ အဲ့တော့ဒီဟာဘယ်လောက်ထိစိတ်ထဲမှာစဉ်းစားဖြစ်နေလဲရှိနေတယ်နောက်ဒီညီမကြီးနောက်ဒီငယ်တွေရောဒါဒီလိုနေရာမျိုးတွေသွားဖို့ကျောင်းမှာတိုက်တွန်းမလား ဟုတ်ကဲ့ခင်ဗျနောင်လာနောင်ကောင်းနေနေအဲ့လိုရှေးအောင်ပစ္စည်းတွေကိုကြည့်ရကျွန်တော်တိုက်တွန်းပြပါခင်ဗျဒီလိုကြည့်စီရတဲ့ဘလူးတူတာပေါင်းများစွာရရှိပါတယ်ခင်ဗျ ကျေးဇူးတင်ပါတယ်ညီ ဟုတ်ကဲ့ပါခင်ဗျ ဒီအဲ့ကြောင့်ဒီဟောပြောပြပြီးတော့ပြေလို့ ဟ
ကျိုးတို့လူကြွန်ခန်းတဲ့အခန်းစင်းလက်တွေနဲ့တုတ်တာမြင်းနေရတယ်ဒီမောက်သုံးခုပါကားလေးတွေကျွန်တော်တို့ short list လုပ်ထားပါတယ်အဲ short list မှာကျွန်တော်တို့ဒီနေ့2နာရီမှာစု3စုပေးပါမယ်အဲ့ဒါပြန်လာပြီးတင်းပြန်လာယူလို့ရပါတယ်နော်ဟုတ်ကဲ့ပါရှင်မလေးဒီနေ့မနေ့ကဒီနေ့နဲ့ပေါ့နော်ပို့ပြီးတော့ဟိုလေ့လာနိုင်အောင်တော့လုပ်လိုက် ဟုတ်ကဲ့နော်ပါလီမန်ပေါ့ sorry ပါလီမန်နဲ့ဒီဟိုကြောက်တိုင်နဲ့အလန်တိုင်ပေါ့နော်အဲ့ဒါလည်းဒါပေမဲ့အဲ့ဒါတော့မိနစ်ကလည်းပေးတော့ဖွင့်တယ်ဒါပေမဲ့ပါလီမန်ကတော့ဒီနှစ်မှာဒီအထဲထဲမှာ furniture တွေရောပဲအဲ့ဒီရင်တော့ကပါလီမန်အတိုင်း setting လုပ်ပြီး setup လုပ်ထားတဲ့ original furniture တွေနဲ့ပဲကျွန်တော်တို့ပြန်လုပ်ထားတဲ့ဒီနှစ်ပါလီမန်ရှိမယ်เนาะအလန်တိုင်းဆိုလဲဒါဟိုမြန်မာပြည်လွတ်လပ်ရေးရတဲ့အချိန်မှာပထမဆုံးလွှင့်ထူတဲ့ union jack ကိုချပြီးတော့ပထမဆုံးလွှင့်ထူတဲ့အလန်တိုင်းဖြစ်တယ်မြန်မာအလန်ကိုအလန်ပထမဆုံးလွှင့်ထူတဲ့အလန်တိုင်းဖြစ်တယ်နောက်ကြောက်တိုင်ဆိုလဲဒီအာဇာနည်ကြီးများကြာဆုံးပြီးတိတ်မကြခင်မှာပဲပထမဆုံးစောက်တဲ့ကြောက်တိုင်ဖြစ်တယ်ဟိုအာဇာနည်ဗိမာန်ထက်တောင်ကိုစောပါတယ်အဲ့ဒီဟာဆိုလဲဒါပထမဆုံးဟာပေါ့နော်ဆိုတော့ဒါတွေလည်းလာပြီးတော့အများပြည်သူကြည်ခွင့်ရှိမယ်ဒီနှစ်ကအဲ့ဒါတွေကျွန်တော်တို့အဓိကလုပ်ထားပါတယ်ဆိုတော့ဟုတ်ဒီနေ့ကိုဘယ်ချိန်ထိဖွင့်သွားပြီမလဲမှာပြီးတော့နောက်ရက်တွေရောဆက်လက်ဟုတ်ကဲ့ကျမတို့4နာရီခွဲထိဖွင့်ပေးပါမယ်10ခွဲကနေ4ခွဲထိပေါ့နော်ဆိုတော့နောက်မနက်ဖြန်နဲ့တပတ်ခါနဲ့20 21ကိုလည်းကျမတို့ဆက်ဖွင့်ပေးပါမယ်3ရက်ပေါ့နော်ဒီနေ့ပုံမှန်အမဝယ်ကြည့်ပြီးတော့ပြင်ပြီနော်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ကိုဆောင်ရွက်ထားတဲ့အတွက်နောက်နှစ်တွေလည်းပေါ့နော်ပို့ပြီးတော့တိုးဆက်ပြီးတော့ပေါ့နော်ဗီဒီယိုလေးလာဖို့ဘယ်လိုအဆောက်အဦတွေဟိုဒီမှာဟုတ်ကဲ့ကျမတို့တော့အများကြီးတော့လေးဆက်ပြီးတော့လေးဟိုဖြစ်သွားပါမယ်အဲ့ဒါတော့နည်းနည်းဟိုအချိန်ကဟိုလိုသေးတော့လေးပြောရတော့အရင်ခက်ပါတယ်ရှင်ဒီမှာလေးနေတော့ဒီနေ့ပတ်သက်ပြီးတော့အကောင်လေးနဲ့ပြောတာများပြောချင်ပါသေးတယ်ရှင်။ဒီနေ့ကတော့ပြည်သူလူထုဒီလိုမျိုးပထမဆုံးကြီးခွင့်ရတဲ့ဟာဘာအောင်နဲ့လူငယ်တွေအတွက်လည်းအရန်ကောင်းပါတယ်။ဘာလဲဆိုတော့ဒါမှလည်းတမိုင်းကိုမမေ့မှာပေါ့နော်။ဆိုတော့ဒီလိုမျိုးကိုကျုပ်တို့ကြာဆုံးခဲ့တဲ့အခန်းရဲ့နောက်ကျမတို့ဒီပါလီမန်ထဲမှာဆိုလို့ရှိရင်လည်းအများကြီးရှင်းပြထားတာဒီပါလီမန်ဟာဘာတွေဖြစ်ခဲ့လဲဘာတွေလုပ်ခဲ့လဲဆိုတော့လူတိုင်းကတမိုင်းကိုသိတဲ့တယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုမျိုးအခွင့်အရေးရတာလူငယ်တွေနောက်မျိုးဆက်အတွက်လည်းအရန်ကိုကောင်းတဲ့အရာလို့ကျမကတော့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ要拼一会儿咯，马上拼一会儿。哎，你睇带没？你那有没？你都要没？你妈在对没？但是没有接，但是把这边没有接，但是这边没有这边。
ဒါလေးရိုက်ပေးပါလား Vale, bueno. 하나 지금 저도 하나 네, 하고 야, 뭐야, 야. Kiên tay này vậy luôn. cái phải gì mà họ làm như vậy mà
ပြောတဲ့အချိန်မှာလက်တန်းလိုက်သူတို့တွေကလည်းဘူးဘူးဘေးအောင်ဆန်းဆွေးချေခံနေတယ်အလိုဆုံးရှိမှာတဘွား၄နှစ်လား၅နှစ်လားအဲ့ဒီလောက်လေးပဲတိတ်မမှတ်မိသေးဘူး He was 6 years old at the time. Yeah. ဒါခန့်မှန်းပဲဘာလို့မမှတ်မိတော့ He was 7 years old. And do you remember what your parents said when you heard the news? မိဘတွေပြောတာပါဒီပါ မိဘတွေကကြာဆုံးသွားပြီဆိုတဲ့အခါမှာကိုကကလေးဘွားတွေကရက်ရွာဒီကောင်ကတိတ်ဆိတ်ငြိမ်သက်ပြီးတော့လူကြီးတွေကဝင်ကြတယ်ငြိမ်ပြီးတော့ဝင်နေကြတယ်အဲ့ကျမှကလေးဘွားတွေဆိုကိုကလည်းဝင်နေပြီးတော့တစ်ခါတည်းညှိုးငယ်သွားတယ် at the time. They was that quiet.